ကဲအားလုံးမင်္ဂလာပါမိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်လည်းခုတလောက်အလုံးမအားနိုင်တာနဲ့ post တွေတော့တော်များကျွန်တော်မတင်ပြတာကြပါပြီကျွန်တော်အခုအရှင်ရသလောက်ကျွန်တော်စူးစမ်းပြီးတင်ပေးပါမယ်ကျွန်တော်ဒီတစ်ခါတင်မဲ့ post ကကျွန်တော်တို့ဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီစာလုံးအကွာလေးတွေပေါ့နော်အဲ့ design လေးပေါ့ကျွန်တော် design လေးလဲဆိုတော့ဟုတ်ပါပြီဒီလိုမျိုးစာလုံး design လေးပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးစာလုံး design လေးရတယ်ဒီလိုမျိုး color set အရောင်အဝိုင်းလေးရတယ်ကျွန်တော်တို့လုပ်တဲ့နည်းကိုကျွန်တော်တင်ပါမယ်ဒီကကျွန်တော်ဒီ Photoshop အခြေခံကွန်ပျူတာအခြေခံသမားတွေပဲကျွန်တော်တို့ဒီလိုပြီးတော့တင်ပါမယ်အဲဒီတော့ကျွန်တော်တို့ဒီလိုမျိုး design လေးကိုလုပ်တဲ့အခါမှာကျွန်တော်တို့ Photoshop CS3 ပဲဖြစ်ဖြစ် CS5 ပဲဖြစ်ဖြစ်ကျွန်တော်တို့အသုံးပြုလို့ရပါတယ်အဲဒီတော့ကျွန်တော်တို့ Photoshop ကိုဖွင့်ပါမယ်Okay ကျွန်တော်တို့ Photoshop နဲ့ရလာပြီဆိုတော့ကျွန်တော်တို့ဒီလိုမျိုးလုံးမှာဖြစ်တဲ့အတွက်ဒီ level 1ကျွန်တော်တို့လောက်ဆောင်ရပါမှာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ high new တွေကဒီ comment တစ်ခုယူပါမယ်ကျွန်တော်တို့စာရွက်လေးတွေ့ရယူမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့စာရွက်ရပ်ပုံလုပ်တဲ့အခါမှာဒီ preset ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီနေရာမှာ photo လေးကိုယူပါဟုတ်ပါပြီ photo ရပြီဆိုတော့ဒီ size ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရေးတဲ့ size လေးပေါ့ဆိုတော့လေးနောက်တော့5မြောက်တော့ပါပြီကျွန်တော်လေးကြောင်းတယ်ဆိုမဟုတ်5မြောက်ခေါ်တယ်လုပ်ပါမယ်နော်အဲဒီတော့ကျွန်တော်တို့ကလိုချင်တဲ့ site ကိုရပြီးတော့ကျွန်တော်တို့ okay နဲ့ထည့်ပါ okay ကျွန်တော်တို့လည်း site လေးတွေ့ရလာပြီဆိုတော့ကျွန်တော်တို့ဒီ site လေးကိုကျွန်တော်တို့ဒီအယောင် set လေးပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီလိုမျိုးအယောင် set လေးထည့်ဖို့အတွက်ကျွန်တော်တို့ဒီလိုမျိုးအယောင် set လေးထည့်ဖို့အတွက်ကျွန်တော်တို့ရဲ့ site လေးကိုကျွန်တော်တို့ဒီမှာ stock cloud လေးရှိတယ်နော်ဒီ stock cloud လေးကိုကျွန်တော်တို့ဖွင့်ရမှာဖြစ်တယ် stock cloud ကိုဖွင့်တဲ့အခါမှာကျွန်တော်တို့ဒီ right click ထောက်ပြီးတော့ဒီအပြောင်လေးမှာ right click ထောက်ပြီးတော့ကျွန်တော်တို့ display clear layer ကိုကျွန်တော်တို့ display clear layer ကိုနှိပ်ပြီးကျွန်တော်တို့ stock cloud ဖွင့်ပါတယ်သို့မဟုတ်ဒီအပြာရောင်စာတန်းလေးကိုကျွန်တော်ဒီ stock cloud လေးကို special လေးဆက်တိုင်းနှိပ်ပြီးတော့ကျွန်တော်တို့ okay နဲ့ထွက်တယ်ဆိုရင်ကျွန်တော် stock cloud ဖွင့်ပါတယ်လွယ်တဲ့နည်းကတော့ကျွန်တော်တို့ခုနပြောတဲ့အတိုင်းဒီအပြာရောင်စာတန်းလေးကိုလက်ညှိုးနဲ့ကျွန်တော်တို့ collage ရှင်းပြလိုက်တာနဲ့ဒီပေါင်းလေးရလာပါပြီ okay နဲ့ထွက်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ stock cloud လေးဖွင့်တော့ပါပြီတော့ခလုံးလေးကပွင့်သွားပြီဆိုတော့ကျွန်တော်တို့နောက်ဆုံးလူရနေတဲ့လောက်ဆောင်ပါကဒီလိုမျိုးအကြောင်းကာလာဆုံးအဝိုင်းလေးပေါ့နော်ဒီကမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Photoshop မှာကျွန်တော်တို့များတော့ယူလဲဆိုတော့ဒီအဝိုင်းလေးကိုယူတဲ့အခါမှာကျွန်တော်တို့သုံးဖို့ဒီ layer တို့ layer style ဒီ menu file layer တို့ဒီ grading ကိုတွားလို့ကျွန်တော်တို့ယူရတယ်သုံးဖို့ကျွန်တော်တို့ဒီတိုင်းယူမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီ fx ပုံစံလေးပေါ့နော်ဒီ layer အောက်ကဒီကောင်လေးကိုတင်ပြီးတော့ကျွန်တော်တို့ဒီမှာ grading option ကိုယူရတယ်ဟုတ်ပါပြီကျွန်တော်တို့ grading option ယူပါပြီ grading option ကိုယူတဲ့အခါမှာကျွန်တော်တို့ grading option ထဲမှာရောက်နေတဲ့ပုံစံအကြောင်းတွေကကျွန်တော်တို့မှာကြားနေပါပြီအဲဒီတော့ကျွန်တော်တို့ grading ဆိုတဲ့ဒီအရာပေါင်းတွေမှာ color ပေါင်းတွေမှာကျွန်တော်တို့ဒီနေရာမှာနေတတ်တဲ့အရာကိုယူလိုက်ပါနေတတ်တဲ့အရာကိုကျွန်တော်ပေါ့ဒီအရာလေးကိုယူရဆိုတော့ဒီအရာလေးကရနေပြီဆိုတော့မိတ်ဆွေတို့နေတတ်တဲ့အရာလေးကြောက်ဒီနေရာမှာကျွန်တော်တို့အရာလေးကိုယူရတယ်အရာလေးကတော့ရလာပြီဒါကကျွန်တော်တို့လိုချင်တဲ့ပုံစံတွေကဒီလိုအဝိုင်းလေးလိုချင်တယ်အဝိုင်းပုံစံလေးလိုချင်တဲ့အတွက်ကျွန်တော်တို့နောက်ဆက်တွဲလုပ်ဆောင်ရမှာကကျွန်တော်တို့ဒီ line တဲ့နေရာမှာကျွန်တော်တို့ criteria လေးကိုထားတယ်အဲဒါကျွန်တော်တို့လိုချင်တဲ့အဝိုင်းလေးပုံစံတွေကရနေပြီနော်ကျွန်တော်တို့မှတ်နေတယ်အဲတော့ကျွန်တော်တို့လိုချင်တဲ့အဝိုင်းလေးကရလာပြီဆိုတော့ကျွန်တော်တို့ okay နဲ့ထည့်ပြီးတော့ကျွန်တော်နောက်ဆက်တွဲလုပ်ဆောင်ရမှာကကျွန်တော်တို့ဒီစာရေးရမယ်နော်အဲဒါကျွန်တော် control 2 ပေါင်းတွေကတီကိုနှိပ်မယ်ဒီကရလာပြီဆိုတော့ကျွန်တော်တို့ရေးမဲ့စာလုံးအကြောင်းကိုဒီမှာတွေ့ဒီနေရာမှာရှာပါကာလာပေါင်းလေးမှာကျွန်တော်တို့အလဲအောင်လေးရေးလိုက်တယ်နော်ဟုတ်ပါဘူးအဲလည်းရေးလို့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ရေးချင်တဲ့စာလုံးကိုဒီနေရာမှာစာလုံးပေါင်းလို့ဒီလိုရေးတဲ့စာလုံးပေါင်းတိုင်းလည်းရေးလို့ရပါတယ်ဒီကောင်ကကျွန်တော်တို့ရေးမဲ့စာလုံးရဲ့စာဟုတ်ပြီနော်ဒီကောင်ကကျွန်တော်တို့စာလုံးရေးတဲ့အရာကဲကျွန်တော်တို့စာရေးလို့ရပါတယ်စာရေးဖို့အတွက်ဒီစာရွက်မှာကျွန်တော် client လာတဲ့စာရေးဖို့အတွက်အတိုင်းလေးပေါ်နေပါပြီအဲမှာကျွန်တော်တို့Photoshop လို့ရေးပါမယ်
Use Photoshop လို့ရေးပြရတယ်ကျွန်တော်တို့ဒီစာတန်းလေးဒီကျွန်တော်တို့ကျွန်တော်စာတန်းရပြီဆိုတော့ဒီလိုကျွန်တော်တို့ရေးတဲ့စာလုံးကကြည့်နေလို့ပဲဖြစ်ဖြစ်သိနေလို့ပဲဖြစ်ဖြစ်သိတဲ့စာလုံးကိုကြည့်တယ်လို့သိတဲ့စာလုံးကိုကြည့်တယ်လို့တော့ကြည့်တဲ့စာလုံးကိုသိတယ်လို့တော့အခုဒီအတန်းလေးကိုကျွန်တော်တို့လည်းနည်းနည်းဖြည့်ပြီးတော့ဆွဲလိုက်လို့လဲပေးပြီးတော့ဒီစာလုံးဆိုင်းနေရမှာကျွန်တော်တို့လိုသလိုအကြည့်ပေးလုပ်လို့ရတယ်သို့မဟုတ်ကျွန်တော်တို့မူတူကိုသိပြီးတော့လည်းကျွန်တော်တို့ဒီအတန်းလေးကိုစာလုံးဆိုင်းဖို့ပြီးတော့ကြည့်ပြီးကျွန်တော်တို့ share လုပ်ရတယ်ဟုတ်ပြီနော်ကျွန်တော်တို့လိုချင်တဲ့စာလုံး site အနေအထားကိုရပြီဆိုတော့လည်းကျွန်တော်တို့ဒီစာလုံးကိုအုံကွာလေးလုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကိုပြန်ဝင်လိုက်တယ်နော်ဒီကိုဒီအနေထားမှာရောက်ဒီ show bar ထဲမှာကျွန်တော်တို့ဒီမှာစာလုံးအရာရပေးလာမှာဒီအုံလေးပေါ့အဲဒီကောင်လေးကိုပြင်လိုက်တယ်အဲဒီကောင်လေးကိုပြင်လိုက်တော့ဒီမှာပေါင်းလေးတစ်ခုကြားတာဒီပေါင်းလေးမှာကျွန်တော်တို့ set time ဆိုတဲ့နေရာမှာဒီလိုရ short လေးကိုလွှဲလိုက်ပါဒီနေရာမှာစာလုံးဒီဇိုင်းကိုစာလုံးအုံကွာဒီဇိုင်းလေးကိုပြင်ပါမယ်ကျွန်တော်တို့ဒီနေရာမှာမင်းကိုပြတဲ့စာလုံးအုံကွာလေးဒီဇိုင်းကိုကျွန်တော်တို့ယူရပါတယ်ဒီလိုစာလုံးဒီဇိုင်းလေးနဲ့လုပ်လဲအဲဒီတော့ကျွန်တော်တို့လုံးမှာဒီလိုမျိုးအဝိုင်းလေးအခုံးလေးလုံးပါဖြစ်တဲ့အတွက်အဲဒီတော့ကျွန်တော်တို့ယူရမှာကကျွန်တော်တို့အပေါ်ဆုံးကဆရာပေါ့နော်ဆရာဒီပေါင်းလေးကြားလာရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့သူ့အခါပြလိုက်ပါဒီလိုကြားပြီးတော့ကြည့်ရင်ကျွန်တော်တို့ okay နဲ့ဆက်လို့ရတယ်အဲဒီတော့ဒီစာလုံးလေးကိုကျွန်တော်တို့အောက်ကိုပြန်ချဖို့အတွက်ကျွန်တော်တို့အောက်ကိုဆက်ချပါမယ်ဒီလိုကျွန်တော်တို့အခုံးကျင်တဲ့စာလုံးအနေထားပြောင်းပြီးတော့ပြန်ပြီးတော့ဒီနေရာကိုပြန်ဝင်ပြီးတော့ဒီနေရာကိုအခုအပေါင်း83ရှိတယ်ဆိုလို့ရှိရင်ဒီကောင်မှာကျွန်တော်တို့85လောက်ထားကြည့်တယ်ဟုတ်ပြီနော်ဒီဟုတ်တယ်ထပ်ပါမယ်ဒီလိုဆိုကျွန်တော်တို့သူ့ပေါင်းလေးကမူတူကိုယူပြီးတော့သူ့ကိုနေတာရှားပါမယ်โอเคဒါတော့ကျွန်တော်တို့လိုချင်တဲ့စာလုံးအနေထားလေးကလည်းရပြီကျွန်တော်တို့အခုံးလေးလည်းရပြီဆိုတော့ဒီစာလုံးကိုကျွန်တော်တို့ဒီလိုမျိုးအလားဆက်အနားလေးပါလေးပေါ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်ကိုလုပ်ရမှာကအခုဒီအပြာရောင်စာတန်းလေးမှာကျွန်တော်တို့ဒီခုနအတိုင်းတော့ဖွင့်တဲ့တော့ကလေးကိုတော့ကလောက်ကိုဖွင့်တဲ့ပုံစံမျိုးတစ်ချက်စတိုင်းနဲ့ပြီးဝင်လိုက်ပါတစ်ချက်စတိုင်းထိုင်လိုက်တာနဲ့ဒီလိုပေါင်းလေးတစ်ခုကြားလာပြီဒီနေရာမှာ73ဆိုတဲ့နေရာကိုဝင်ပါ73ဆိုတဲ့နေရာမှာကျွန်တော်တို့ရှူအောင်လေးနဲ့အနာပေါ်လိုက်ပါစာလုံးလေးနည်းနည်းရဲ့ဒီကြီးတော့ကောက်ပေါ့နော်ပြင်လာအောင်ပေါ့โอเคအဲတော့ကျွန်တော်တို့โอเคနဲ့ဆက်လို့ရပါပြီကဲကျွန်တော်တို့လိုချင်တဲ့အနေအထားတွေကလည်းရပြီဆိုတော့အခုနကကျွန်တော်တို့အောက်ကိုလေးကြည့်ကြပေါ့တော့အခုကျွန်တော်တို့အပေါ်အခုံးလေးကိုရပြီအောက်ကအခုံးလေးပဲကျန်တော့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီညမူတူကိုဝင်ထားတယ်ဆိုလို့ရှိရင်ဒီညမှာလေးထောင်းဝင်လေးတွေပေါ်နေတယ်နော်လေးထောင်းဝင်လေးတစ်ခုပေါ်နေအဲကောင်ကိုကျွန်တော်တို့ keyboard တွေကကျွန်တော်တို့ဒီကောင်လေးကိုနှစ်ခုခွဲလိုက်ပါနှစ်ခုခွဲမှဖြစ်တဲ့အတွက် keyboard တွေက control နဲ့ order ကိုပြီးလိုက်တာနဲ့ကျွန်တော်တို့ညလေးဟာမောင်းရညလေးဟာနှစ်ထည့်လေးဖြစ်နေတယ်ကျွန်တော်တို့လည်းနဲ့ပြီးပြီးတော့ဆွဲချလိုက်ရမှာပဲအဲတော့အောက်ကိုတစ်ခုကြားလာပြီနော်ကြားလို့ကျွန်တော်တို့သူ့ကိုအပေါ်ထိတ်လေးကနေပြီးတော့လက်ကျွန်းနဲ့အသေးစားလေးဖြီးကြပြီးတော့အောက်ကိုဆွဲချလိုက်ပါအောက်ကိုဆွဲရဒီညမှာစာလုံးရဲ့ကိုယ်စာလုံးကပြောင်းနေပြီဆိုလို့ရှိရင်ဟိုဘက်တစ်ဘက်ဆွဲပေးလို့ရတယ်နော်ကျွန်တော်တို့ဒီမှာဟိုဘက်တစ်ဘက်ကိုအပေါ်စာလုံးနဲ့ကွက်တိကြောင်းရှာပါကျွန်တော်လိုချင်တဲ့အနေအထားလေးရနေပါပြီရနေပါပြီအဲ့တော့ကျွန်တော်တို့ဒီနေရာမှာစာလုံးကိုဟိုဘက်တစ်ဘက်
ခလေကောင်ကအချလေးပေါ့နော်ဒီလိုမျိုးခလေကောင်ကအချအမဲသားလေးတစ်ခုပေါ့အမဲသားလေးတစ်ခုချမှာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီအမဲသားလေးကိုဘယ်ကနေသွားယူလဲဆိုတော့တူပေါက်တွေကကျွန်တော်တို့ဒီ shake လေးတွေကိုတူမတော့မှာပေါ့ဒီအောက်ဆုံးက castor shake တူလို့ခေါ်တယ်ဒီကျဲတဲ့ပုံစံနဲ့ပေါ့နော်ဒီကောင်လေးကိုဒီလိုက်အောင်လုပ်ပြကြမှာကျွန်တော်တို့လိုချင်တဲ့အမဲသားလေးတွေကိုကျွန်တော်နှစ်သက်တဲ့အမဲသားလေးတွေကိုထည့်လို့ရတယ်ဆိုပါတော့ဒီကောင်လေးထည့်ခြင်းနဲ့ဘယ်လိုမျိုးဒီကောင်လေးထည့်ခြင်းနဲ့အရာပေါ့ဒီမှာရွေးအဲ့တော့ဒီကခလေကောင်လေးမှာလက်ကျုပ်နဲ့ပြီးပြီးတော့ကျွန်တော်တို့ထည့်ချရအောင်မယ်ဒီနေရာဒီကကျတယ်မူတူနဲ့ပြပြီးတော့ကျွန်တော်တို့အောင်ပြဆွဲပြီးတော့ရတယ်โอเคနော်ကျွန်တော်တို့လိုချင်တဲ့အမှတ်သားလေးတွေကလည်းရပြီဆိုတော့တကယ်လို့ဒီနေရာမှာလူပုံထည့်ချင်တယ်ဆိုလို့ရှိရင်မိမိတို့မိတ်ဆွေတို့နေသက်တဲ့ပုံမိတ်ဆွေတို့လုပ်ချင်တဲ့ပုံကိုဒီနေရာမှာထည့်လို့ရပါပြီโอเคကျွန်တော်ရဲ့အခုဒီ post ရဲ့အစီအစဉ်ကစာလုံးအခုံးလေးဒီဇိုင်းလုပ်တဲ့နည်းကိုကျွန်တော်ဒီကယူပြီးတင်လာတဲ့အတွက်ကျွန်တော်စာလုံးအခုံးလေးလုပ်တဲ့နည်းဟာကျွန်တော်တို့ပြီးဆုံးပါပြီကျွန်တော်တို့ဒီကအခြေ